မင်္ဂလာပါရှင်ဒီနေ့မှာတော့ကာမခွန်အားရောစွမ်းဆောင်ရည်ရောတိုးကျင်တဲ့ကိုတို့အတွက်ဘေးထွက်ဆိုးကျိုးမရှိဘဲနဲ့တဘာဝအတိုင်းကာမခွန်အားတိုးစေမိတဘာဝနီးလန်းကောင်းလေးများကိုကျမ်းမာရေးဗဟုသုတအနေနဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်အစီအစဉ်လေးမစတင်ခင်မှာ YouTube Channel လေးကို Subscribe လုပ်ပေးခဲ့ကြဦးနော်မျိုးသားတိုင်းကတော့ကာမခွန်အားတိုးကျင်ကြတာပါပဲအရင်ကထက်ပိုကောင်းတဲ့ခံစားချက်မျိုးရကျင်တဲ့ကိုယ့်ရဲ့အဖော်ကိုလည်းကိုမကိုတန်းတန်းဆွဲသွားလောက်တဲ့အထိလိမ်ပိုင်းဆိုင်ရာမှာတန်ဆွမ်းတဲ့သူတယောက်အဖြစ်မြင်စေခြင်းနဲ့မျိုးသားတွေကိုယ်တိုင်ကျမ်းမာကြံ့ခိုင်နေမှကာမကိစ္စမှာစွန်းတမန်အားစိုက်ထုတ်နိုင်မှာပါဒီလိုကာမခွန်အားတိုးဖို့ကြာစီးတွေအားစီးတွေတောက်တာထက်တဘာဝအတိုင်းနီးမှန်လန်းမှန်ကျင့်ကြံတာကကိုမကောင်းဘူးလားဒါဆိုရင်ကာမအတွက်ရောအမျိုးသားတို့ရဲ့အထွေထွေကျမ်းမာရေးအတွက်ပါအကျိုးရှိစေမဲ့တဘာဝနီလန်းတွေကိုပြောပြပေးခြင်းပါတယ်နံပါတ်1တက်ကြွကြွနေပါယောက်ျားပိသားချင်းရင်ထိုင်ကုန်မှာပဲအချိန်ပြည့်ထိုင်မနေပဲလှုပ်လှုပ်ရှားရှားနေပါကိုခန္ဓာကလှုပ်ရှားတက်ကြွနေတဲ့အခါသွေးစီးစင်းနှုန်းကလည်းပိုကောင်းလာပြီးနှလုံးကိုကျန်းမာစေပါတယ်ကြွက်သားတွေကိုလည်းပုံစံကျစေလို့လိမ်ပိုင်းဆိုင်ရာမှာပါပိုပြီးအားစိုက်ထုတ်နိုင်စေပါတယ်ဒါကြောင့်မနက်တိုင်းလမ်းလျှောက်ပါပြေးပါအချိန်တက်နိုင်ရင်ကျင်းမှာစနစ်တကျကစားပါအားကစားလုပ်ပါရီကူပါချွေးထွက်လေနှလုံးခုန်နှုန်းညံလေကိုယ့်ရဲ့ကာမခွန်အားကိုမြင့်တင်ပေးနိုင်လေပါပဲနံပါတ်2တစ်တီးဝလံဟင်းသီးဟင်းရွက်တွေများများစားပါအမျိုးသားတွေအတွက်ပရိုတင်းဓာတ်ကအဓိကကျရဲဆိုပေမဲ့ဗီတာမင်နဲ့အာဟာရဓာတ်တွေပိုးကျွယ်ဝတဲ့အသီးအနှံတွေဟင်းသီးဟင်းရွက်တွေကိုမေ့ထားလို့မဖြစ်ဘူးနော်အထူးသဖြင့်ကာမခွန်အားတိုးခြင်းတဲ့ပရိသတ်တွေအနေနဲ့စက်သွန်ဖြူခြင်းနှပြောသည့်နေုပ်သည့်နေုပ်ပွက်သီးတွေကိုများများစားပေးပါသွေးတိုးကြစေပြီးသွေးစည်းစိမ်မှုအားကောင်းစေလို့လိန်တန်ကိုကောင်းစွာထောင်မတ်စေနိုင်ပြီးကာမခွန်အားတိုးစေဖို့ကူညီပေးနိုင်ပါတယ်နံပါတ်3အစာအာဟာရမျှတပါစေကြွက်သားတူတွေတိဆောက်ဖို့ပရိုတင်းဓာတ်တွေအုံနောက်အာယုံကြောစနစ်ကိုကောင်းစေတဲ့ဗီတာမင် B သွေးစီးဆင်းမှုကောင်းစေတဲ့အိုမီဂါ3အဆီ2တွေအမျိုးသားတိုင်းအတွက်မရှိမဖြစ်ကြားဟော်မုန်းကိုပို့ထုတ်ပေးနိုင်ဖို့အသားငါးပင်လဲစာကြက်ဥနိုးထွက်ပစ္စည်းပဲမျိုးမျိုးစုံလင်စွာစားပေးပါနံပါတ်4စိတ်ဖိစီးမှုလျှော့ပါယောဂတော်တော်များများရဲ့တရားခံကိုပြောပါဆိုရင်စိတ်ဖိစီးမှုပါပဲဒါတင်မကပါဘူးကိုလူတို့ရဲ့စွမ်းဆောင်နိုင်ရည်နဲ့လိင်စိတ်ဆန္ဒကိုလည်းထိခိုက်စေနိုင်တယ်နော်စိတ်ဖိစီးမှုတွေပြီးလာတဲ့အမျိုးသားတစ်ယောက်ကကျန်းမာရေးထိခိုက်လာမယ်စိတ်ထဲမှာပူလောင်မှုတွေများနေတဲ့အခါလိင်စိတ်ဆန္ဒလျော့နေသွားပြီးကောင်းစွာမထောင်မတ်နိုင်တာပန်းတေပန်းညိုဖြစ်တာတုတ်ထွက်စောလွန်းတာသို့မဟုတ်တုတ်ထွက်ကြလွန်းတာတွေဖြစ်နိုင်ပါတယ်ဒါကြောင့်စိတ်ဖိစီးမှုတွေကိုလျှော့ချပါလေ့ကျင့်ခန်းများများလုပ်ပါအစာအာဟာရကိုဂရုစိုက်ပါစိတ်ကိုပျော်အောင်ထားပါပူလောင်နေတဲ့စိတ်ကိုအနားပေးပါနံပါတ်5မကောင်းတဲ့အကျင့်ကိုဖျောက်ပါလူတွေဆိုတာလဲခတ်တားပြကိုကျင့်တွေမကောင်းမှန်းသိတယ်ကျမ်းမာရေးနဲ့မညီညွတ်ဘူးဆိုတာလဲသိတယ်ဒါပေမဲ့ပြင်ဖို့ကြတော့လက်တွန့်တက်တယ်မလားအဲ့တော့ပရိသတ်တွေအနေနဲ့ကျမ်းမာရေးအတွက်ရောကာမအားတိုးဖို့မကောင်းတဲ့အကျင့်တွေဖြစ်တဲ့စိလိတ်တောက်တာအရက်တောက်တာညဘက်တွေမှာနောက်ကျအိတ်တာတွေကိုတတ်နိုင်သမျှစောစောဖြတ်တာအကောင်းဆုံးဖြစ်မှာပါနံပါတ်6နေအောင်ကြည်နဲ့ထိတွေ့ပါအပြင်သွားရမှာပြင်းလို့စိတ်ညစ်လို့စိတ်တက်ကြလို့အိမ်ထဲမှာပဲနေရဲ့အမှောင်ခန်းထဲမှာပဲအောင်းနေစိတ်ကကိုကျသွားတာပဲအဖက်တင်ပြီးဘာမှလည်းဖြစ်လာမှာမဟုတ်ပါဘူးအဲ့တော့စိတ်ညစ်ရင်အခန်းမအောင်ပါနဲ့အပြင်ထွက်ပါလမ်းလျှောက်ပါလူတွေနဲ့တွေ့ပါအထူးသဖြင့်နေအောင်ကြည်မှာကဗီတာမင်ဒီဓာတ်တွေအဖြစ်လူကိုလန်းဆန်းတက်ကြွစေပြီးလိင်စိတ်ဆန္ဒတိုးစေနိုင်ပါတယ်အေးတဲ့ရာသီမျိုးမှာဆိုရင်ပိုပြီးတောင်အိမ်ထဲမအောင်သင့်ပါဘူးနော်နံပါတ်9တကူအရေးအာသာဖြေပါတကူအရေးအာသာဖြေရတာမကြိုက်တဲ့အမျိုးသားတွေတော့ရှိမယ်မထင်ပါဘူးနော်ကောင်းကျိုးရောဆိုးကျိုးရောဒွန်တွဲနေတဲ့တကူအရေးအာသာဖြေခြင်းကိုပုံမှန်လုပ်တဲ့အခါအသက်အရွယ်ကြောင့်စီးကျိတ်ကြီးလာနိုင်ခြေကိုလျော့နေစေတယ်တုံးလို့စောတဲ့သူတွေအတွက်လည်းတုတ်ထိန်နိုင်အောင်ကူညီပေးတဲ့ခန်းစားမှုအားကောင်းပြီးအမျိုးသားတွေအတွက်စိတ်ဖိစီးမှုကိုလျှော့ကျစေကစိတ်ပန်းထီစေနိုင်ပါတယ်။ဒါကြောင့်အလုံများလို့ဆိုပြီးလုံးဝမလုပ်ဘဲတော့မနေပါနဲ့။ကပတ်ကိုတစ်ချိန်လောက်တော့အမျိုးသားတိုင်းပုံမှန်လုပ်ပေးနိုင်ရင်အဆင်ပြေပါတယ်။နံပါတ်8ကို့ဖော်နဲ့အမြဲဆွေးနွေးတိုင်ပင်ပါ။နေမှုကိစ္စဆိုတာကိုတယောက်တည်းဆောင်ရွက်ရတဲ့ကိစ္စမှမဟုတ်ပါဘူးကိုကတော့ဆန္ဒပြီးညှောက်သွားပြီးကို့ဖော်ကဘာမှမပြီးလိုက်ရပဲဟာတာတာဖြစ်နေရင်လည်းအဆင်မပြေနိုင်ပါဘူးဒါကြောင့်ပုံမှန်ချိန်တွေမှာတယောက်မှရှိနေတဲ့
အခက်အခဲပြဿနာတွေစိတ်ဖိစီးမှုတွေကိုဝေမျှပါလိမ့်မှုကိစ္စမဆောင်ရွက်ခင်မှာကိုကဘလို့ပုံစံမျိုးကြိုက်လဲဖြည်းဖြည်းချင်းသွားရတာကြိုက်တာလားဘလို့အနေအထားမျိုးကကိုယ့်အတွက်အဆင်ပြေစေလဲဆိုတာသေချာတိုင်ပင်ဖို့တော့လိုမယ်နော်နံပါတ်9ကျန်းမာရေးနဲ့ပတ်သက်ပြီးမျက်ခြေမပြတ်ပါစေနဲ့မျိုးသားတွေရဲ့ဂရုမစိုက်ပဲပေပေဒေဒေနေတတ်တဲ့အကျင့်ကြောင့်ကျန်းမာရေးနဲ့ဆိုင်တဲ့ပြဿနာတွေဆိုရင်အမြဲနောက်ကျမှပဲတည်တတ်ကြပါတယ်အဲ့ခါကျကုသဖို့လဲခတ်သွားသလိုကိုယ့်ရဲ့ကျန်းမာရေးဟာလည်းအရင်လိုအကောင်းအတိုင်းဖြစ်ချင်မှဖြစ်လာနိုင်တော့မှပါတာကြောင့်ကျန်းမာရေးနဲ့ပတ်သက်ပြီးအမြဲတမ်းရှိပါတစ်နှစ်ကိုတစ်ခေါက်ဖြစ်ဖြစ်ပုံမှန်ဆေးစစ်ပါတခြားယောဂါတွေရှိမရှိစစ်ဆေးပါစိတ်ပိုင်းဆိုင်ရာပြဿနာတွေအမျိုးသားလိင်ကျန်းမာရေးနဲ့ဆိုင်တဲ့ပန်းတေပန်းညိုတုပ်လွတ်စောခြင်းလိင်စိတ်နီးလာခြင်းမျိုးပွားခြင်းဆိုင်ရာပြဿနာတွေနဲ့ပတ်သက်ပြီးပညာရှင်တွေနဲ့အမြဲတိုင်ပင်ဆွေးနွေးပါဘယ်ပြဿနာမဆိုစောစောတိလေးကုသဖို့လွယ်တယ်ဆိုတာသတိထားပေးပါစိတ်ရောကိုပါကျန်းမာနေတဲ့အမျိုးသားတစ်ယောက်ကမိန်ပိုင်းဆိုင်ရာမှာလည်းကောင်းကောင်းစွမ်းဆောင်နိုင်တာမဆန်းပါဘူးနော်ခုပြောသွားတဲ့အချက်တွေကိုသေချာလိုက်နာပြီးတော့ကိုယ့်ရဲ့လူနေမှုဘဝပုံစံကိုမြင့်တင်ကြည့်ဖို့အကြံပေးလိုက်ချင်ပါတယ်နောက်နေ့မှာပြန်ဆောင်ကြမယ်နော်အားလုံးကိုအရန်ချစ်ပါတယ်ရှင့်